အားလုံးပဲမိတ်လာပါကျွန်တော်နေရာဒေးဗစ်ပါဒီနေ့မှာတော့ဂျွန်ဆန်ကင်ပြီးတော့ဒါချီကိုင်းနဲ့လိုက်တိုက်မှာပြောရတယ်ချီကိုင်းနဲ့လိုက်တိုက်မှာဆိုဘယ်လိုပြောရမလဲပွဲထဲမှာတော့ကျွန်တော်ပတ်ရုံးပေးမယ်ဟိုက်ဘာကိုအဓိကရုံးပေးမှာပေါ့နော်ဟိုက်ဘာစလီဘာနာကင်မယ်လို့ပြောထားတဲ့အတွက်ကျွန်တော်စလီဘာနာကိုရုံးပေးပါမယ်ပြီးတော့ကျွန်တော်တို့ဘက်မှာကလောက်ကလည်းကင်မယ်လို့ပြောထားတဲ့အတွက်ကျွန်တော်တို့ကအဆင်ပြေရေပေါ့နော်ကလောက်လဲပါတဲ့အတွက်ကျွန်တော်ကွန်ဘိုမိလို့တော့ဖြစ်တာပေါ့လေဒီကဘဘကထိန်းစီရတော့ဂျူဆောင်တစ်ကောင်မရှိရချင်းတဲ့ကောင်တွေတော့တိတ်ထိန်းစီရမလို့စလီဘာနာနဲ့ပြီးရပြီးဇူရှင်းလဲဒီပွဲထဲမှာတဲ့လုတ်ပြဖို့လိုရပေါ့နော်ခုတို့စပြီဆိုတော့ပွဲထဲမှာစော့လိုက်ရအောင် let's go ပွဲထဲရောက်တာနဲ့ဟိုက်ပါရိုးမယ်ဇူရှင်းရတဲ့အတိုင်းပဲမေးတွေကတော်တော်များများဟိုက်ပါကိုစတပဲလေးပါလာချပြေပေါ့နော်သူတို့လူပြော rubber စားတဲ့သူတွေအနေနဲ့နည်းနည်းကြာသွားလို့ရှိရင်ဟိုဘက်ကတာဝါဖြစ်သွားနိုင်တယ် rubber စားတာနည်းနည်းကြာ blue ဘက်ကိုဟိုဘက်ကနှောက်နေမှတီးလို့နည်းခုဒါ rubber ကိုရင်စားတယ် rubber ရင်စားပြီးခုခရီးတေးလေးကိုစားတယ်တေးလေးစားပြီးကျွန်တော်တို့ကတော့စားနေကျွန်တော်ဘတ်သွားကြည့်ရသူကblue bat တော့မစားဘူးဒါပေမဲ့ blue bat နောက်မပြောကြမနောက်ဘူးတဲ့အားနဲ့ကျွန်တော်တို့ကိုဘက်ကိုစားရမှာပေါ့အဲ့ချိန်မှာကျွန်တော်တီးလိုက်ရတာဘာလဲဆိုတော့ဟောဒီမှာဘိန်းနဲ့ဟိုကနေကဘာဘတ်ကြော်စားနေတာဘတ်ကြော်စားနေဆိုကျွန်တော်တို့ပုတ်ပြီးလိုက်ရောက်နေလုံးကြရှင်းတော့ကောင်းနေဒီဘက်မှာဆူရှင်းနဲ့ပြထားတယ်ပေါ့နော်ဆွေးကျန်းနေရပေါ့ယူစင်းနောက်ထပ်တစ်ကောင်လာမယ်ဆိုအာဒီမှာဘယ်မှာလဲလို့ဟောဒီမှာအများကြီးပဲတို့ဟိုဘက်ကကောင်းနေတကယ်ကောင်းနေဆလီနာရောပြီးတော့ဟိုနတာလီယာရောဆိုနေနေလို့ခတ်မှာမင်းဟုတ်တယ်မင်းယူဆောင်ဘက်သွားမယ်ယူဆောင်ဘက်သွားပြီးတော့ယူဆောင်သွားနှိမ်မယ်ယူဆောင်ကလေကျွန်တော်တပွဲလုံးစိုးရချိန်မှာအဲ့ယူဆောင်မတရားခတ်တာနှိမ်ရမတရားခတ်အဲ့ကောင်တပွဲလုံးစိုးငါလုံးတယ်ဒါပေမဲ့ကေးလွတ်ပေးလိုက်ရပြီကန်ကောင်းမှာပေါ့နော်ကန်မကောင်းရင်လည်းကောင်းတီးရနော်အဲ့နဲ့အိမ်ပြန်လိုက်ပါတယ်အိမ်ပြန်ပြီးတော့ကျွန်တော်ဘယ်သွားမလဲဆိုတော့ကလောက်ကကျွန်တော်ခဏခခေါ်ကျွန်တော်ဟုတ်တွေ့ဘူးညီုံတိတ်မကြည့်မိဘူးဟိုက်ပါကိုရုံးလိုက်ဆိုတော့တိတ်မကြည့်မိဘူးပြီးကြမှာကြည့်ပြန် first start တွေတော့ဒါ record မြူလိုက်ရအောင်ပေါ့နော်ခုဒီနောက်ထပ် second start တွေကိုလာပြီပေါ့ second start တွေရောက်ပြီဆိုတော့ကျွန်တော်ပတ်ကြုံပဲအေးဖွင့်ပြီးတော့ဒါစလီဘာနာဟောပါလေဒါတက်စားမြေချင်းတို့ပတ်မောင်းပြရအောင်ပေါ့ဘင်းရလေးရှိရအာတိုက်ပြီးရောကွက်တီရောကွက်တီဟုတ်တယ်သူရှိအေးတန်းပြီးလောက်တာရောဘင်းမပြေးစီနေရောင်းနေဘင်းရလူအေးစီလို့ဘူးနေငါသေးတော့မှလောက်ကြဟာ okay let's go အဲ့ဆိုပြန်ကြမယ်we go ကတော့ဖင်ရပြီဟိုဟာထုတ်လိုက်တရားလုပ်လိုက်နေwe go တက်တက်ကိုဖြောက်ထားပါ we go မရှိဘူးထင်းနေပါနဲ့ we go ရှိပါတယ်ဖြောက်ထားကျွန်တော်တို့ဘက်ကတာတယ်ခိုးရီလည်းတာတဲ့အတွက်ကြောင့်ဟီယိုကေကလည်းနဲ့တာတဲ့တဲ့ရောက်သွားတယ်အဲ့နဲ့ကျွန်တော်ဟာပါမေးလိန်းကဒါခွေးလေးနဲ့စားမယ်စားပြီးရင်ထိုးမယ်စလီဗာနာလုံးနဲ့တပွဲလုံးမတက်ဘူးပြသူကဆူလိုရဲ့ကျုံနေတာအဲ့နဲ့ကျွန်တော်ဆူရှင်းတို့ဟိုတို့ပဲခေါ်ပြီးတော့ကျွန်တော်ကျုံရတာပေါ့ဆူရှင်းတမ်းမိတ်ကလည်းကောင်းနေရောင်းနေလို့ဂျူဆောင်ဆွဲကောင်အားလေးကင်းမှမကောင်းမယ်လေခင်းတာကျန်းနေရအဲကျွန်တော်လေခင်းကြကြေးတွေ့ရလိမ့်မယ်ဟုတ်တယ်ဆလီနာပြီးရမင်းဆလီနာတော့ကြည့်ရမင်းဇူရှင်းသေးရမယ်ဇူရှင်းငါထင်းနေဇူရှင်းသေးရပြပြီဇူရှင်းသေးသားဆိုတော့ကျွန်တော်လည်းသေးပြီပေါ့ဗျာဆလီတော့ကွက်ပြတာအေဒီမောင်းချီကိုင်းလက်တိုင်းမယ်ချီကိုင်းရချီနဲ့လိုက်ပို့ပါချီကိုင်းရလိုက်တိုင်းမယ်ကျွန်တော်တို့ဘယ်လိုတက်လာဘဒူးမှမတက်ဘူးထင်းနေဟုတ်တယ်ဘဒူးမှမတက်ချီကိုင်းနဲ့လိုက်တိုက်တယ်ဘေးုံတွေးလည်းမဝေဘူးကွာဟုတ်တယ်မင်းဒါတတ်တယ်ပေါ့နော်တတ်တဲ့မှာကျတော့
တွေ့ပတ်လို့ဗျာနတာလီယာကြီးတပွဲလုံးဖန်ညာတေးပြီးတော့များနေပြီယူဆောင်ရောက်လာကြီးကိုဒါပေမဲ့ကျွန်တော်တို့ဘက်ကဆရာကြီးလေးဗျကာလည်းရောက်ကလောက်ကိုလည်းမေးသွား sorry မဆရာကြီးဆိုတော့ဘယ်လောက်လို့မကြောက်ဘူးလက်စလီလေးဘာလုပ်ချင်ငါတီတော့မှလက်စလီဘာလုပ်လဲတော်သေးရဲ့ချီကိုင်းနဲ့လိုက်တိုက်မယ်ချီကိုင်းလာပြီရောက်လေပြေးဘိန်းရောက်လက်စလီကေးကောက်လို့ဖြစ်သွားပြီ sorry ဒတာလီကိုလိုက်ကြရေရောက်နေဒါရီအောင်လိုက်ကောင်းနေပြီဒီပွဲမှာဒီကောင်းတဲ့ကောင်ကြီးနဲ့တွေ့ရတယ်ခုဒါတော့လော့လုံနေပြီလော့လုံနေဆိုတော့ဒီချက်လော့ရမယ်ဟုတ်ပြီဟိုဘက်ကခြုံနေမှာရှိမလားပြီးတော့ကိုလောတဲ့ဘိန်းကြီးတော့မရှိဘူးပြီးတော့ဟိုကောင်မဆလီနာတော့ပြောင်းနေဆလီနာပဲရောက်နေလဲမသိဘူးဒီတော့နိုင်တော့ခိုးပြီလေမြင်မမရှိဘူးဆိုတော့ဒီမှာတကောင်ကျွန်တော်လာမသိဘူးမလာမသိတော့ကျွန်တော်လည်းကျုံးပြီတနာပါတယ်ကျွန်တော်ချီကိုင်းရဲ့အရင်ကောင်းတယ်ချီကိုင်းနဲ့တက်ရတာမတရားမိုက်ချီကိုင်းနဲ့လက်တိုက်မယ်ချီကိုင်းနဲ့လက်တိုက်ပြီးတော့ခုဘာလုပ်မလဲဆိုတော့စလီနာဖလီကာနဲ့ခုံသွားကွာမဟုတ်ရပါတယ်ဒီနာငါကားကြီးတယ်ကျွန်တော်ပြောပါချီကားကြီးလို့ဝင်မယ်တွားမယ်ဟိုဘက်မှာပတရားဖြစ်ချင်းလို့မဖြစ်ချင်းလို့ယူစောရာနေတာစလီဘာနာဝိုင်းနေပါတော့ဝင်းနာခရောင်းရဲ့ဝင်တုတ်တာဟေးဟိုမှာ join တော့တယောက်တည်းကြောက်တော့ဖြစ်နေဟိုထဲမှာကြောင်အချင်းမှာဘယ်လိုပြောအောင်ပြီးရင်နေတော့သူပြီးတော့ဘယ်လိုပြီးတော့မှမသိလိုက်ဘူးအဲ့လိုနဲ့ပဲပွဲရအံ့သွားပါတော့လေခင်ဗျာဒီပွဲကတော့ AC9 တယ်တစ်ဖက်ကယူနိုင်တာကွာကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားပေးတော့ကျေးဇူးတင်ပါတယ်